လာပါညီမလေးကြီးမင်္ဂလာပါမဒီတစ်ပတ်တော့ NFT အမျိုးအစားအကြောင်းရှင်းပြပေးပါဦးညီမလေး NFT ဆိုတာဗဂျီကားတွေရုပ်ပုံတွေပဲလားတခြားဘာတွေအတွက်သုံးလို့ရသေးလဲ NFT ကရုပ်ပုံကားချက်တွေထက်အများကြီးပိုကျယ်ပြန့်ပါတယ်မအခုနောက်ပိုင်းမှာတော့ NFT နည်းပညာကိုကဏ္ဍစုံမှာသုံးလာကြပါပြီဥပမာအနေနဲ့အသုံးအများဆုံးတဲ့ NFT 9မျိုးကိုပြောပြပေးမယ်နော်နံပါတ်1 Digital Art ဗဂျီကားတွေ graphic တွေကို NFT လုပ်ပြီးတော့ mobile ခွင့်တင်ထားတဲ့ NFT အမျိုးအစားပါနံပါတ်2 Gaming ဂိမ်းတွေကဓာတ်တွေဝတ်စုံတွေဇက်ကောင်တွေကို NFT အဖြစ်ပြုလုပ်ထားတာပါဂိမ်းထဲမှာတင်အသုံးဝင်တာမဟုတ်ဘဲနဲ့အဲ့ဒီပစ္စည်းတွေကိုတခြားသူစီပြန်ရောင်းပြီးတော့ပတ်စံရှာလို့ရပါတယ်နံပါတ်3 Music and Media အဆိုတော်တွေကသူတို့သချင်းကို NFT အနေနဲ့ပြောင်းလဲပြီးတော့ရောင်းလို့ရပါတယ်အဲ့ဒီအခါမှာဇာတ်ခံအဖွဲ့အစည်းတွေကိုပေးရတဲ့အခကြေးငွေမရှိဘဲနဲ့ Fantasy ကနေပတ်စံတိုက်ရိုက်ရတဲ့အားသာချက်ရှိပါတယ်နံပါတ်4 Virtual Land Metaverse လို့ခေါ်တဲ့ online ကမ္ဘာထဲမှာမြေကွက်တွေကို NFT အနေနဲ့ဝင်လို့ရပါတယ်အဲ့ဒီမြေပေါ်မှာစိုင်ဖွင့်တာကျွမ်းစာပုတ်ထောင်တာအစရှိသဖြင့်လုပ်ပြီးတော့ပတ်စံရှာလို့ရပါတယ်နံပါတ်5 Ticketing ပွဲတော်တွေကွန်ဆပ်ပွဲလက်မှတ်တွေကို NFT အဖြစ်ပြုလုပ်ပြီးတော့ရောင်းချတာပါဒါဆိုရင်လက်မှတ်အကျုပ်ပြဿနာလည်းမရှိတော့သလိုပွဲပြီးသွားရင်လည်းလက်မှတ်ကိုအမှတ်တရစုဆောင်းစရာအဖြစ်လုပ်လို့ရပါတယ်နံပါတ်6 Identity and Certificate လူတစ်ယောက်ရဲ့ပွဲလက်မှတ်တွေမှတ်ပုံတင်တွေ passport တွေကို NFT လုပ်ထားနိုင်တာပါဒါကအနာဂတ်မှာအရန်အသုံးဝင်လာမယ့်နည်းပညာတစ်ခုပါနံပါတ်9 Real World Access အင်ချမ်းမြူတွေနိုင်အကောင်းစားတွေစတဲ့တကယ်အပြင်ပကအရာဝတ္ထုတွေကို NFT နဲ့ချိတ်ဆက်ပြီးတော့ပိုင်ဆိုင်ခွင့်လဲတာမျိုးပါ NFT ကအိမ်ချမ်းမြေအထိပါသုံးလို့ရတာလားတကယ်ကိုအောင်အောင်ဖို့ကောင်းတာပဲဟုတ်ပါတယ်NFT ရဲ့တကယ်အတိတ်ပဲကလည်းပိုင်ဆိုင်မှုသက်သေခံလက်မှတ်တစ်ခုပဲလေဘယ်အရာမဆို NFT ပြောင်းလဲပြီးတော့ blockchain ပေါ်မှာပိုင်ဆိုင်ခွင့်တင်ထားလို့ရတာပေါ့အခုလိုဘ ഹു တုတတွေကိုမျှပေးတာကျေးဇူးပါညီမလေးဟုတ်ကဲ့ပါAC community နဲ့ NFT ဆိုတာကရုပ်ပုံကားချက်သက်သက်တွေပဲလို့မထင်ပဲသူတို့ရဲ့နည်းပညာပိုင်းဆိုင်ရာအသုံးချပုံတွေကိုပါသိထားပြီးတော့အခွင့်အလမ်းသစ်တွေပို့တွေ့လာကြပါစေရှင်နောက်အပတ်မှာပြန်တွေ့ကြပါမယ်ရှင်